လူတော်များများက nothing is impossible ဆိုတာကိုလက်ခံထားကြတာတွေ့ရတယ်အဲ့ဒါမှားတယ်ဗျတကယ်တော့လောကကြီးမှာမဖြစ်နိုင်တာတွေလည်းရှိနေတယ်တကယ်လို့မင်းဟာတိုက်အထက်မြင့်ပေါ်ကနေခုန်ချပြီးငှက်တယ်လို့ပြန်ကြည့်ပါလားမဖြစ်နိုင်ဘူးဗျထေဖို့ပဲရှိမယ်ထားပါတော့ဒါကလက်ခံချင်စရာမကောင်းတဲ့အပြင်ရဲစရာကောင်းတဲ့ဥပမာအနေနဲ့ပဲပြောတာပါလောကမှာမဖြစ်နိုင်တဲ့အရာ၃မျိုးတော့ရှိတယ်ဗျအဲ့ဒါကိုပြောပြမယ်နံပါတ်1စိတ်ကူးရင်မှုသာရှိပြီးတော့လက်တွေ့လှုပ်ဆောင်မှုမရှိဘဲနဲ့အောင်မြင်မှုကိုရရှိဖို့မဖြစ်နိုင်ဘူးနံပါတ်2ကတော့ကြီးမားတဲ့လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်တဲ့အခါမှာစနစ်တကျတည်ဆောက်ထားတဲ့ပလန်မရှိဘဲနဲ့တော့မဖြစ်နိုင်ဘူးနံပါတ်3လောကကြီးမှာစိတ်ချမ်းသာပျော်ရွှင်ပြီးတော့ရှင်သန်နေထိုင်ခြင်းနဲ့ဆိုရင်ခွင့်လွှတ်တတ်ခြင်းဆိုတာရှိမှရမယ်ဗျခွင့်လွှတ်ခြင်းမရှိဘဲနဲ့တော့စိတ်ချမ်းသာပျော်ရွှင်ဖို့ကမဖြစ်နိုင်ဘူး